appreciate the people that fucking appreciate you ကျွန်တော်တမုန်းထိုင်းတူတူကျွန်တော်တမုန်းထားဖို့လုပ်ပေါ့ကျွန်တော်ဒီမှာကျွန်တော်ဘယ်လောက်ပဲလုပ်ပြီးပဲဒီကျွန်တော်ဘဝမှာဆိုကျွန်တော်ကောင်းမင်းတော့ပြန်ကောင်းပေးမဲ့သူဆိုတော့လက်ချိုးကြီးလို့ရတယ်ကျွန်တော်ဘယ်လောက်ကောင်းပဲကျွန်တော်တို့ကိုအဲ့တန်းတူပြန်လုပ်ပေးမဲ့သူဆိုတာအနည်းနဲ့ရှိညာပေါ့ပဲကျွန်တော်ဘယ်လောက်ကောင်းပဲကျွန်တော်တို့ပြန်ပြီးတော့သူတို့ပြန်ကောင်းပေးမဲ့သူဆိုတာဘဝမှာပြန်ကြုံပြရမှာမဟုတ်ပဲဘဝမှာပြန်ကျွန်တော်ဘယ်လောက်ပူညီသားပဲဗျာဘယ်လောက်ပဲလုပ်ပေးထားတယ်ဘယ်လောက်ပဲတန်ဖိုးထားပဲဘယ်လောက်ချစ်ခဲ့ပေးနေတယ်ကျွန်တော်တို့အနောက်ဆုံးကျကျွန်တော်တို့မိကြံသွားတဲ့သူဆိုရှိမှာပေါ့ဒါအမြဲနေရာတကာမှာကျွန်တော်ပေးတဲ့တန်ဖိုးကျွန်တော်ပြင်ရမယ်ဆိုတော့ဘယ်နေရာမှာကျွန်တော်ကင်မတီမလုပ်ထားဘူးဘယ်နေရာမှာကျွန်တော်လုံးဝမတတ်မှတ်ထားဘူးဗျာတော့ပြန်ဒါပေးရင်ဒါပြန်ရမယ်ပေါ့ဒီမှာဒီလိုမျိုးပေးရင်ဒီတိုင်းပြန်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒါ100% ပေးရဆိုရင်ကျွန်တော်20ရာခိုင်နှုန်းပြန်ရဒါမှမဟုတ် 0% ရမယ်ဒါမှမဟုတ်တချို့လူတွေတော့ကြတော့100%ပေးရင်200ပြန်ရ300ပြန်ရလို့ရှိတာပဲဒါပေမဲ့အမြဲတမ်းလို့ဖြစ်နေမှာမဟုတ်ဘူးအမြဲတမ်းကျွန်တော်မှတ်ထားမှာတော့ကျွန်တော်ဘယ်သူ့မှာကျွန်တော်တော့မျောကိုးလို့မျောမှန်းလို့မရဘူးငါဒီလိုကောင်းမယ်ဒီလိုကောင်းမယ်ဒီလိုကောင်းမယ်ပြန်ကောင်းမယ်အဲ့လိုမျောမှန်းနေလို့တော့ဘာလို့ကျွန်တော်အစိမ့်မှတ်ထားမှာလားကောင်းမယ်ဒါပေမဲ့သူတို့ကျွန်တော်ဘာပြန်မျောလို့မရဘူးဗျာဒါပေမဲ့နောက်တစ်ခုကျတော့ကျွန်တော်တို့အစပြောလို့လည်း appreciate the people that fucking appreciate you ဆိုတာကျွန်တော်တမိုးထားယူရောပြန်တမိုးထားကျွန်တော်100% ကျွန်တော် effort ထုတ်ပြီးကျွန်တော် 100% ကျွန်တော်ဘက်ကပံ့ပိုးပေးနေတာသူတို့ဘက်ကအာနာမှုတော့မရှိတတ်ဘူးဒါအာနာမှုတော့မရှိတတ်တဲ့ပြင်လုံးဝလူစိတ်မရှိတဲ့လူတွေဆိုကျွန်တော်တို့ဘာလို့အချိန်ကုန်ပြီးတော့တမိုးထားကြည့်အောင်စောင့်နေရအောင်ပါလေပေါ့just be fucking open with yourself ဒါပေမဲ့ကိုရင်းပြောလို့ရှိတာဒီလူကငါ့အတွက်အရေးပါလို့ဒီငါ့အတွက်ဒီလူကအရေးပါလားပေါ့မိကြီးပဲတကယ်ကြီးမပါဘူးကျွန်တော်တို့ဘာလို့ကောင်းလျှောက်ခံပြီးတော့လုံးဝအပေပန်းခံပြီးတော့ကောင်းစိတ်ချုပ်ခံရမှာဟုတ်တယ်မလားကျွန်တော်တကယ်တန်ဖိုးထားတဲ့သူတွေကိုကျွန်တော်အချိန်ပေးမှာပေါ့ကျွန်တော်တကယ်တန်ဖိုးထားတဲ့လူကျွန်တော်တို့လည်းပြန်ပြီးတော့ကုညီပတ်မှုပေးတဲ့အရာတွေကျွန်တော်တို့လည်းပုံမကောင်းမှုတွေသူဖြစ်စေတဲ့အရာတွေကိုကျွန်တော်ပို့အချိန်ပေးမှာပေါ့ဟုတ်လားအဲ့ဒီပုံမကောင်းမှုစေတဲ့အရာပါကျွန်တော်ခန္ဓာကိုယ်ကျွန်တော်စိတ်ရယ်ကျွန်တော်ခန္ဓာကိုယ်ပူချမ်းမအောင်ထားမယ်ကျွန်တော်စိတ်ကိုပူချမ်းမအောင်ထားမယ်နောက်ပြီးတော့ကျွန်တော်မိဘရရှိတယ်ကျွန်တော်မိဘရမရှိကျွန်တော်ဒီညရောက်နေစရာစောက်ကြောင်းကြီးမရှိဘူးလေဟုတ်လားအဲ့တော့ကျွန်တော်တန်ဖိုးထားတဲ့သူကိုတန်ဖိုးထားဖို့ပြန်ကြိုးစားတယ်ကျွန်တော်တခြားလူတွေဘာဖြစ်လဲလူဆိုတဲ့အတိုင်းပဲဗျာvalidation ဆိုလို့နေတာပဲတခြားလူတွေ validation တခြားလူတွေရဲ့ approval တခြားလူတွေရဲ့ဒီ attention ပေါ့လူကြီးကြတာလည်းမှန်တယ်ဒါပေမဲ့သူတို့ attention ရသွားတော့ဘယ်လောက်ဘယ်လိုမလဲကိုယ့်အတွက်ဘယ်လောက်တောင်းလင်းသွားလဲပေါ့ကိုယ့်အတွက်အဲ့လောက် attention ရကြအဲ့လောက်အရေးပါနေလို့အဲ့လောက်ကိုယ့်အတွက် attention အဲ့လောက်စာလောင်နေမှုရှိလို့လားပေါ့သူတို့ attention ရလို့ရှိရင်သူတို့အထင်မြင်ပါရတယ်သူတို့အထင်မြင်ရတော့ကျွန်တော်တို့အရေးကြီးလို့ကျွန်တော်တကယ်အရေးကြီးကျွန်တော်ကိုယ့်ကိုဘယ်လိုထင်လဲပဲလေအခုချိန်မှာကျွန်တော်ကိုယ့်ကိုထင်တယ်ဩငါတို့ကျွန်တော်လုပ်ပြီးရောတရားလုံးပြီးတယ်သူတို့ဘက်ကငါ့ကိုစောက်ဖတ်တော့မလုပ်တဲ့ပြင်ငါ့ကိုအနှိမ့်ချပြီးလဲဆိုရင်so that's the fucking problem see ဒါပေမဲ့အဲ့ဒါမှကျွန်တော်ပြဿနာအဲ့ဒါပဲကျွန်တော်လူတွေနဲ့လက်မခံကြရအောင်အဲ့တော့ရအောင်မင်းတို့အဲ့တော့ as I was saying ဒါကပြောနေလို့ပဲကျွန်တော်တို့တန်ဖိုးမထားတဲ့သူတွေကျွန်တော်ဘာလို့ပြန်ပြီးတန်ဖိုးပြန်ထားအောင် see ဒါ perfect fucking match ကျွန်တော်ကိုယ်ရင်းပြောရုပ်ကိုယ်ရင်းပြောယူတာမယူကြည့်ကြပဲစဉ်းစားကြည့်ကြည့်ဗျာဟုတ်လားကျွန်တော်ဘယ်ရောက်ဆိုကျွန်တော်ပြင်ပန်းတယ်ဒါမှဒီလိုလုပ်ရလဲဆိုကျွန်တော်ပြင်ပန်းတယ်အခုဝင်လည်းကျွန်တော်ပြင်ပန်းတယ်ဘာလို့စဉ်းစားလို့လဲအခုဗီဒီယိုကြီးလည်းအဲ့လိုဖြစ်နေသူရှိနေပင်ပန်းတာပဲဗျာဘာလို့ကျွန်တော်တို့အဆောက်ပင်ပန်းခံနေအောင်ပါပါတယ်သူတို့ဘက်ကတရက်လောက်လေးvalidation ပေးဖို့သူတို့ဘက်တရက်လောက်လေး attention ပေးဖို့နော်တရက်ကျတော့ငါတန်ဖို့သူတို့မြင်သွားပြီအဲ့ကျွန်တော်ကျွန်တော်ဆောက်ပင်ပန်းခံနေအောင်ပါ fuck no နာမဟုတ်လားကျွန်တော်တန်ဖိုးမထိုင်းလူဆိုရင်ကျွန်တော်လည်းဒီမှာလုံးဝမီးကိုရင်းနဲ့ငိမ့်လို့မရရင်မီးကိုမီးနဲ့မပတ်တော့ဘူးဗျာဟုတ်တယ်မလားလောင်စာရှိတာကုန်သွားရင်မီးကပြုတ်လို့တည်သွားမှာပဲအဲ့တော့ကျွန်တော်တန်ဖိုးမထိုင်းရင် fuck it ဟုတ်ပါစောက်ဖတ်မလုံးနဲ့ပေါ့ဘာလို့ကျွန်တော်ငါဆောက်ဖတ်လို့ငါဘက်ကလည်းငါရော effort ထုတ်ပေးရတယ်ငါဘက်ကနေလည်းငါရောလုပ်ပေးနေတယ်ကွာဒီဘက်ကသူ့ဘက်ကနေကျွန်တော်လေးတော့မှကျူးစားအထုံးမရှိဘူးဒီလောက်လေးတော့မှမရှိဘူးဆိုရင်ကျွန်တော်တို့ကဘာဖြစ်လို့ဆက်ပြီးပင်ပန်းခံဆက်ပြီးခေါင်းအနောက်ခံနေရအောင်ပါကျွန်တော်ကလူတွေဗျာဟုတ်တယ်မလားကျွန်တော်လူသားတွေဟုတ်တယ်မလားကျွန်တော်လူသားတွေပါဘယ်လိုလူကြောင်းနေမှာလဲဘယ်လိုလူတွေဘယ်လိုကောင်ဝဲဖြစ်သွားလဲအဲ့ဒီကောင်ကဘာကောင်ဝဲဖြစ်နေတယ်ပဲအဲ့ကောင်ဝဲပတ်စံရှိလို့အဲ့ကောင်ကဘယ်တော့ပဲဘာဖြစ်လို့ညာဖြစ်လို့ပြောနေတယ်ကျွန်တော်တို့ဘယ်တော့မှလို့တက်နေပိုင်မလို့ကျွန်တော်တို့ထိချေပိုင်မှမရှိဘူးဗျာကျွန်တော်
environment ရောကျွန်တော်ပတ်ဝန်းကျင်ကလူတွေကကျွန်တော်တို့ဟာမင်းကဘာဖြစ်လဲညာဖြစ်ပြောရင်ပြောမယ်ပြောလေးပါစေဒါပြောလေးပါစေအဓိကကျွန်တော်ဒီ inner self ကျွန်တော်အတွင်းစိတ်ပဲကျွန်တော်အတွင်းစိတ်ကမပြိုလဲတော့မခိုင်မပြိုတော့ဖို့အရေးကြီးတယ်ဗျာခိုင်ခန့်နေရတယ်ဘာလို့ကျွန်တော်မွေးကြတဲ့ကျွန်တော်တယောက်တည်းမွေးရတယ်ဘယ်သူနဲ့မှလည်းဖက်ပြီးမွေးရတယ်အမွာတွေဆိုရင်ကျွန်တော်စော်ကားမော်ကားပြောတာမဟုတ်ဘူးเนาะအမွာတွေဆိုရင်တမျိုးပေါ့ဒါပေမဲ့ကျွန်တော်မွေးကြတဲ့ဗျာဘယ်သူနဲ့မှကျွန်တော်ဖက်ပြီးမွေးတာလည်းမဟုတ်ဘူးကျွန်တော်သေနေဘယ်သူနဲ့မှဖက်ပြီးသေလို့ရမှာအဲ့လိုမဟုတ်ဘူးဘယ်သူနဲ့မှဖက်ပြီးအဲ့လိုပေါ့ဘယ်သူနဲ့မှသေလို့ရဘယ်ရမှကျွန်တော်ယူသွားလို့ရမှာလည်းမဟုတ်ဘူးဗျာအနေနဲ့ဆိုကျွန်တော်ဒီမှာအသက်ရှင်လို့တရွေ့တော့ပဲကျွန်တော် just be a fucking human အဲ့မှာလူသားဆန်စွာနဲ့အသက်ရှင်နိုင်တယ်ကျွန်တော်သူများတယ်မှာသူများကို fan game လုပ်ပြီးရတာနဲ့ fan boy လုပ်ပြီးရတာနဲ့ဒီမှာနောက်ပြီးတော့သူတို့ဘက်က soft fan မလုပ်တာနဲ့သူတို့ဘက်ကကိုယ်နှိမ့်ချရတယ်ဒီမှာကိုယ်မယုံကိုယ်နှိမ့်ချရတယ်ကိုယ်ဒီမှာဟိုတွန်းဒီလိုတွန်းတာ push around လုပ်တာလေကိုယ်အထင်သေးတာတို့ကိုယ်နင်းမှုလုပ်တာပဲကိုယ်ထက်တာလုံးနဲ့ဆိုရင်တော့ကိုယ်တိမ်နေတော့လုပ်တဲ့ကောင်တွေဘာဖြစ်လို့အကောင်တွေကျွန်တော် soft fan လုပ်သူတို့ငေါ့တိမ်နေတော့ဒီမှာသူတို့ကျွန်တော်တို့ပဲ intimidate လုပ်တယ်မျိုးကျွန်တော်ဟာမင်းငါဘာကောင်လဲကျွန်တော်ဘက်စောက်ဖတ်မလို့ကျွန်တော်မင်းတို့မလုပ်ချင်ဘူးမင်းစောက်ကြီးကြရတယ်လို့ဖြစ်ရင်သူ့ဘက်ကပဲနာတယ်ကျွန်တော်ဘက်ကဘာမှနာကြမဟုတ်မလို့ဘူးဗျအဓိက is the mind ကျွန်တော်စိတ်ပဲကျွန်တော် environment ကဘယ်လောက်ပဲဖြစ်နေပြီကျွန်တော်ကိုသိထားတင်တာကျွန်တော်ကို appreciate လုပ်ရတယ်ဗျာဟုတ်လားအကုန်လုံးတော့ပြိုင်ဆိုင်ရတော့မှန်ဒါပေမဲ့ကို appreciate တော့ငါဒီညနေငါရောက်လာတာဗျာဟုတ်တယ်မရောအကူကြီးလည်းမပါဘူးဒီကောင်လည်းမရှိပဲငါဒီညနေရောက်လာတာဗျာဘာဖြစ်လို့ဒီကောင်ကငါ့ကိုသူတိတ်နေအောင်ဒီကောင်လုပ်တယ်ဒီကောင်ဘာမှမဟုတ်ဘူးလို့ဟုတ်တယ်မလားငါဒီလောက်ထိအသက်ရှင်လာပြီငါဒီလောက်ထိငါလုံနိုင်သေးတာဗျာငါ့ကို appreciate မပေးရအောင်ဒီကောင်ဘာမှမဟုတ်ဘူး right appreciate မပေးကိုဘက်ကတန်းတော့ကြိုးစားပေးခဲ့တယ်ဟိုပတ်ဖို့ပေးခဲ့တဲ့ခြာကို appreciate မပေးဘူးဆိုရင်ကိုဘက်ကနေလေစောက်ဖတ်မလုပ်နဲ့ပစ်ထားလိုက်တာဗျအကောင်လို့အဲ့မှာအချိန်ကုန်တက်တာလူပင်မတက်တာဟုတ်တယ်မလားအဲ့တော့အဲ့မှာ appreciate the people that appreciate you and appreciate the things that appreciate you ဟုတ်လားကိုတန်ဖိုးထားတဲ့အရာတွေကိုတန်ဖိုးထားကိုတန်ဖိုးထားတဲ့လူတွေကိုတန်ဖိုးထားကိုတန်ဖိုးထားတဲ့အရာတွေကျွန်တော်ခုနပြောခဲ့တယ်ကျွန်တော် body ကျွန်တော် mind ကျွန်တော်စာအုပ်စာပေတွေကျွန်တော်ဒီလုပ်ငန်းမှာသုံးယူတဲ့ကျွန်တော်ပစ္စည်းကိရိယာတွေပေါ့အဲ့လိုနေရာတွေကျွန်တော်တန်ဖိုးထားပါကျွန်တော်တို့ဒါ appreciate လုပ်တယ်ပဲကျွန်တော်ပတ်စံနဲ့ပေးဝယ်ရဆိုပေမဲ့ပတ်စံနဲ့ပေးဝယ်ရဆိုရင်ကျွန်တော်ဒီပတ်စံနဲ့ဒီပေးဝယ်တန်ဖိုးရှိတယ်ဒါပေမဲ့အနေနဲ့တော့ပတ်စံပေးရကျွန်တော်တန်ဖိုးတစ်ခုပေးရကျွန်တော်တန်ဖိုးတစ်ခုပြန်ရတယ်တချို့ကောင်းတယ်ကောင်းမတယ်ဆိုတော့ကျွန်တော်တန်ဖိုးတစ်ခုပေးတယ်တန်ဖိုးတစ်ခုပြန်မရတဲ့အချိန်မှာတော့မပါဘူးဗျာအဲ့တော့ appreciate the things and appreciate the people that appreciate you နော်ကိုတန်ဖိုးထားတဲ့သူကိုတန်ဖိုးထားတဲ့အရာတွေပစ္စည်းတွေကိုတန်ဖိုးပြန်ထား okay အဲ့တော့ that's it okay အဲ့တော့နောက်တစ်ပုဒ်ရတွေ့ကြမယ်ဗောဒီဗီဒီယိုနည်းနည်းအမားလေးပါတာပဲနည်းနည်းလွဲတာချော်တာလေးပါနည်းစမာကာလေးပါတယ်ဆိုရင် comment ထဲမှာ pro ပေးခဲ့ပါနည်းနည်းပြင်ဖို့လိုတာရှိရဆို comment ထဲမှာ pro ပေးခဲ့ open okay ပုံလင်းလင်းပဲပြောပါအားပြိုအဲ့တော့ thanks for watching and see you in the next one and appreciate yourself okay bro